အခုပြသပေးမယ့်စာအုပ်ကလေးကတော့ဒီ Tiger Warrior series လေးပေါ့နော်သူကတော့တသားလေးတွေပို့ကြိုက်ကြပါမယ်အသက်အရွယ်အားဖြင့်10နှစ်ကနေ12နှစ်ဖြစ်တဲ့အတွက် grade 3 4 5လောက်ဆင်ပြေပါတယ်เนาะဆိုတော့ဒီစာအုပ်ကလေးရဲ့အတွင်းပိုင်းလေးကိုပြပေးမယ်ဒါလေးကတော့အထက်ထဲမှာfantasy adventure story ပေါ့နော် adventure story ပုံစံမျိုးရေးထားတာဖြစ်တဲ့အတွက် adventure story ကိုကြိုက်နှစ်သက်တဲ့တသားလေးတွေဆိုရင်တော့အရန်ကိုကြိုက်ကြမယ်စာအုပ်ကောင်းလေးတော့ဖြစ်ပါတယ်သူကအထက်ထဲမှာဒီစာအုပ်ကလေးမှာပေါ့နော်ဒီစာလေးဖတ်ရင်းနဲ့ပဲသူ moral lesson လေးတွေပါတယ်ဒီလိုအခြေအနေမျိုးမှာဆိုရင်ဘာ morals လေးကိုပေးခြင်းနဲ့ပေါ့နော်ဒီလို message လေးတွေပါပါတယ်အထက်ထဲမှာအဲ့တော့အသက်အရွယ်အပြင်10နှစ်ကနေ12နှစ်တသားမီမီလေးတွေအတွက်တကယ်ကိုကောင်းတဲ့စာအုပ်ကလေးပါဈေးနှုန်းလေးကလည်းတအုပ်ကိုမှ1000ကျပ်နဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်အခုဒါ February မှာဆိုရင်လည်းအခုဒီရှစ်ပတ်ထဲမှာဆိုရင်လည်းကလေးတွေအကြောင်းရရှိပိတ်မဲ့အားလေးရှိရပေါ့နော်အဲ့မှာပဲဖတ် summer school ပိတ်ရမှာပဲဖတ်ပေါ့နော်ကလေးလေးတွေအတွက် reading mind လေးတွေအားတက်စေဖို့ဖေဖေမေမေတို့ကစာအုပ်ကလေးတွေဖတ်စေခြင်းနဲ့ဆိုရင်ဒီစာအုပ်ကလေးနှစ်အုပ်ကတအုပ်ကို1000ကျပ်နဲ့မြန်မာဘုတ်စင်တာမှာဝယ်ယူအားပေးလို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်